Hello အားလုံးပဲဒီနေ့တော့တွေးစရာလေးပေးမဲ့ပညာပေးပုံမြင်တစ်ပုဒ်ပြောပြမယ်နော်တခါကသားအဖနှစ်ယောက်နွားတစ်ကောင်နဲ့မြို့တက်သွားကြတယ်နွားရှိပေမဲ့နှစ်ယောက်လုံးမစီးပဲလမ်းလျှောက်နေကြတာပေါ့အဲ့ဒီမှာလမ်းဘေးကလူတစ်ယောက်ကလှမ်းပြောတယ်နွားရှိလျက်နဲ့လမ်းလျှောက်နေကြတာဘာအတွက်လဲတဲ့အဖေကကြတော့သားတက်စီးလိုက်ဆိုပြီးတားကိုနွားပေါ်တင်လိုက်တယ်ဒါပေမဲ့နည်းနည်းရှိရောက်တော့လူတစုကထပ်ပြောပြန်အောင်အဖေကလမ်းလျှောက်နေရပြီးသားကတော့နွားပေါ်မှာဇင်ခံနေတာခစ်ပြက်လိုက်တာတဲ့သားလည်းရှက်သွားပြီအဖေကျွန်တော်ဆင်းမယ်အဖေပဲစီးပါဆိုပြီးနေရာလေးလိုက်တယ်ဒီတစ်ခါအဖေနွားပေါ်တက်သွားတော့လမ်းမှာလူတစ်ယောက်ကထပ်ဝေဖန်ပြန်တယ်ကလေးကိုလမ်းလျှောက်ခိုင်းပြီးကိုယ်တိုင်စီးနေတာမတရားလိုက်တာတဲ့အဖေကြီးလည်းစိတ်ညစ်ပြီးတာလာနှစ်ယောက်လုံးတက်စီးကြမယ်ဆိုပြီးခေါ်တင်လိုက်တယ်အခုတော့နွားခမရဇောချွေးတွေပြန်ပြီးမောလာတာပေါ့အဲ့ဒီမှာလူတစုကဟဲ့နွားလေးကိုတနာကြပါအောင်နှစ်ယောက်လုံးတက်ဖိထားတော့ခါကျိုးတော့မယ်လို့ထပ်ပြောပြန်အောင်တာဖာနှစ်ယောက်လဲကြောင်သွားပြီးဒါဆိုဘာလို့ရတော့မလဲလို့ဖြစ်ကုန်တာပေါ့အဲ့ဒီမှာပဲတာဖာနှစ်ယောက်စိတ်တိုးပြီးဒါဆိုဘာလို့ရမလဲနွားကိုထမ်းသွားရမလားဆိုပြီးဖြစ်ကုန်အောင်ကဲဒီပုံမြင်ကပြောချင်တာကလူတွေကတော့ဘာလူလို့ပြောနေမှာပဲမလူလဲပြောလူလဲပြောတစ်ယောက်စီးလဲပြောနှစ်ယောက်စီးလဲပြောဒါကြောင့်ကိုလုတ်တာမှန်နေဘသူ့ကိုမှမထိခိုက်ဘူးဆိုရင်လူပြောစကားကိုအယံကြည့်မဆိုင်ပါနဲ့လူတိုင်းစိတ်တိုင်းကြအောင်လိုက်လုံနေရင်ကိုပဲပင်ပန်းသွားမယ်နော်အခုလိုပညာပေးပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ဒီ YouTube channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်တတ်တာ